မင်္ဂလာပါအိမ်ပေါ်လေးကိုခုပြေးပြီးအိမ်ရမယာကြီးကိုထောင်ထဲပို့လိုက်တဲ့အမှုအကြောင်းကာတွန်းလေးနဲ့တရုပ်ဖော်ထားတာပါကျွန်တော်ကတော့မင်္ဂလာပါစက်တင်ဘာ15ရက်နေ့ကထူးထူးခြားခြားတဲ့ပုတ်တက်လာခဲ့တယ်ဗျကားဝယ်တဲ့နေရာမှာငွေအတု340ကျော်ပါနေတာကိုမိလို့ဘယ်ကနေရလဲစုံစမ်းရရကနေငွေအတုတွေကိုကိုယ့်အိမ်မှာကိုပရင်တာတွေနဲ့ထုတ်နေတယ်ဆိုတဲ့အကြောင်းစုံစမ်းဖော်ထုတ်နိုင်လိုက်တယ်ဆိုတဲ့အမှုပါသူ့ရဲ့နာမည်ကစူရောက်ပါအခုအဲ့ခန်းထဲမှာထိုင်နေတာကကိစ္စကြီးတစ်ခုကိုနည်းနည်းစဉ်းစားနေတာအိမ်ပေါ်မလေးကိုတော့မခွဲနိုင်တော့ဘူးအိမ်ဟာမကြီးကလည်းငါရမရင်ငယ်ယူရင်တက်မယ်လို့ပြောနေတယ်မတက်ရင်တော့ထောင်ထဲရအောင်ဖက်မတဲ့ပြီးတော့အခုတလော Facebook ပေါ်မှာကလည်းမရင်ငယ်ကိစ္စတွေထနေပြီးဒေါသထွက်နေတဲ့လူအုပ်ကြီးတွေကဝိုင်းဆဲတာကိုခံနေရတာမဖြစ်သေးဘူးနီလန်ကောင်းလေးတစ်ခုရှာအောင်မဟာ TV ဟယ်လို yes ခန်းကလားခင်ဗျကျွန်တော်မိမငွေအတုတွေထုတ်နေတာလေတန်ကျင်လို့ပါခင်ဗျကျွန်တော်ပြောရလို့တော့မပြောနဲ့နော်ဟီဟီအီရိုဖြစ်တကယ်တော့ငွေတူထုတ်တယ်ဆိုတာတဦးတယောက်တည်းလှုပ်လို့ရတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူးနောက်လက်သက်ကြွတဲ့သူတွေကဒီကိစ္စကိုတုံးတက်ကြတဲ့အခါမှာငွေတူထုတ်ဖို့အတွက်ပတ်ဆက်အစ်စ်နဲ့အနည်းဆက်ဆုံးသူတဲ့ကုန်ကျန်းဆက်ကူစေအဆက်ဖြစ်တော့မှုနည်းပညာစသဖြင့်လက်ဝင်တာမို့လောက်ခွင့်မဝိုင်းကူပေးမဲ့သူအနည်းဆုံးတယောက်ကနေ9ယောက်လောက်ထိလိုတတ်တာမျိုးငွေဆက်ကူရလာခဲ့ပြီဆိုပါစို့ဒီငွေဆက်ကူအတူကိုတုံးပြီးအန်ဒီကကင်းနဲ့တုံးနိုင်တဲ့ငွေဆက်ကူအစေရဖို့အတွက်ဖြန့်ဖြူရေးဆိုတာမျိုးလဲလိုအပ်သေးတယ်ဗျဒီတော့ဒီလုပ်ငန်းလုပ်တဲ့သူတွေကတူတယောက်စားတာမျိုးတွေနဲ့အကောင့်ထဲမဖော်နိုင်ကြပဲဂိုင်းတစ်ခုအုပ်စုတစုပုံစံမျိုးတွေနဲ့လှုပ်ရှားကြလိမ့်ရှိတယ်ဒီမျိုးသမီးကငွေတူးထုတ်တဲ့နေပညာနဲ့ဂိုင်းကိုအဆက်တွေရပြီးအိမ်ရဲ့စီးပွားရေးကိုကောင်းကြီးပံ့ပိုးနိုင်ခဲ့တာဖြစ်မယ်ဗျမိန်းမတယောက်ကငွေရှာလာနိုင်တဲ့အခါမှာအိမ်တော်ဦးစီးဖြစ်တဲ့ယောက်ျားကအငုံးစိတ်ကြောင့်မနာလို့ဖြစ်တာရဲ့အိမ်ပေါ်မစိတ်နဲ့ပေါင်းကျင်တာရဲ့ကြောင့်ဒီလိုရိုးရိုးမှကိစ္စကြီးကိုလှုပ်လိုက်တာဖြစ်မယ်